မှန်တိုင်းပြောရင်ကျွန်တော်က 3D printer တွေမရောင်းချင်ဘူးဗျ 3D printer တွေကိုဖန်တီးချင်တာဒါပေမဲ့မြန်မာပြည်မှာဖန်တီးဖို့ဆိုတာတော်တော်လေးကိုမလွယ်တဲ့ကိစ္စဗျစိန်ခေါ်မှုတွေအများကြီးရှိတယ်ဒီဗီဒီယိုကအစောကတည်းကရိုက်မယ်လို့စိတ်ကူးထားတာပါဒါပေမဲ့ဒီဗီဒီယိုရိုက်တဲ့အချိန်မှာကျွန်တော်ဆက်က6လုံးလောက်ရောင်းထွက်သွားပါပြီโอเคအားလုံးပဲမင်္ဂလာပါ Creative Man ကနေပြန်နေကြိုဆိုပါတယ်ကျွန်တော်ကတော့ Creative Man ကမန်ဆိုရမယ်ဖြစ်ပါတယ် 3D printer တွေထဲမှာ filament မျိုးစုံကိုလည်းရကျင်တယ် print quality ကိုလည်းစိုးရိမ်နေတယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြမယ် Anyquip ကထုတ်ထားတဲ့ S1C ဆိုတာလေးကတော်တော်လေးကိုဈေးနှုန်းအရလည်း fair ဖြစ်တယ် performance ကလည်းအရင်ကောင်းတယ် function တွေကလည်းအစုံလင်ပါတယ်ဈေးထဲမှာလည်းဒီကောင်ကို5နိုင်တဲ့ဆက်မရှိသေးဘူးကျွန်တော်အပြင်မှာ print မလုပ်ဘဲနဲ့ဒီဆက်ကိုလုံးဝမရောင်းချင်ဘူးဘာလို့လဲဆိုတော့အခု380လောက်မှာ on နေတဲ့ဆက်တွေကိုလိုက်ပြီးတော့5မှာဖြစ်တဲ့အတွက်ကြောင့်ပါအခုလက်ကထုတ်တဲ့ H2C ဆိုလို့ရှိရင်မြန်မာပြည်အရောက်ဈေး360နဲ့390ကြားမှာရှိနေတဲ့အချိန်မှာဒီ Anyquip S1C ကမြန်မာပြည်အရောက်350မကျော်ဘူးဈေးနှုန်းအရာ320လောက်ဟာတယ်ဆိုတော့ performance ကောလို့ပြောလို့ရှိရင် touch screen ဖြစ်တယ် UI function တွေစုံတယ် Core H1 ဖြစ်တယ်ပြီးရင် combo version လည်းဖြစ်တယ်ဒီလောက်စုံတဲ့ဆက်ကူမှမရွေးချယ်လို့ရှိရင်ကျွန်တော်တို့ကအမှားကြီးမအောင်ပါအမှန်တိုင်းပြောရင်ကျွန်တော်က 3D printer တွေမရောင်းချင်ဘူးဗျ 3D printer တွေကိုဖန်တီးချင်တာဒါပေမဲ့မြန်မာပြည်မှာဖန်တီးဖို့ဆိုတာတော်တော်လေးကိုမလွယ်တဲ့ကိစ္စဗျစိန်ခေါ်မှုတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ရဲ့ budget ကိုရဖို့အတွက်က 3D printer တွေကိုလည်းရောင်းဝယ်ပြီးလို့မှာပဲအဆင်ပြေမှာပါဆိုတော့ 3D printer ရောင်းဝယ်တဲ့နယ်ပယ်တွေရောက်သွားတယ်ဆိုပါတော့အဲ့ဒီမှာတိလာတာတခုက 3D printer တွေကိုအစုံသုံးလာရတယ်အစုံသုံးလာရဲ့နောက်မှာလည်း customer တွေကိုဒီဆက်ကတော့ကောင်းတယ်ဒီဆက်ကတော့မကောင်းဘူးလို့ကျွန်တော်ရှင်းပြခွင့်ရသွားတယ်ဒီဆက်ကိုဝယ်မယ်ဆိုလို့ရှိရင်ဒီဈေးတန်းနဲ့မှာ fair ဖြစ်တယ်ဒီဆက်ကတော့ဒီဈေးနဲ့မတန်ဘူးမဝယ်နဲ့အဲ့လိုပြောလာဖို့ကျွန်တော်မှအခွင့်အရေးတွေအများကြီးရလာတယ် 3D printing ပဲလားဆိုတော့လည်းမဟုတ်ဘူးလေဆာတွေမှာလည်းထို့တူပါပဲ CNC တွေမှာလည်းဒီနည်းကိုပဲကျွန်တော်သုံးပြီးတော့အခုချိန်ဒီ customer တွေကို feedback ပြန်ပေးနေတော့မှာပဲဒီဗီဒီယိုကိုမြင်ရင်ဈေးကွက်ထဲမှာ 3D printing ကို main business အနေနဲ့အရောင်းဝယ်လုပ်နေတဲ့သူတွေတိတ်ပြီးတော့ကြိုက်မှာမဟုတ်ဘူးကျွန်တော်ကဈေးကိုအသက်သာဆုံးဖြစ်အောင်ကျွန်တော်လုပ်ပေးချင်တာဈေးသက်သာတယ်ဆိုတော့နောက်မှာလည်းပစ္စည်းရအောင်လိုတဲ့အချိန်မှာရောက်ရလား install ကောရှိရလားဆိုတာတွေက customer တွေရဲ့စိုးရိမ်မှုတစ်ခုအနေနဲ့ကြုံတွေ့နေရတာကိုတွေ့ရတယ်။တည်ယူရတာအခက်အခဲလေးနည်းနည်းရှိတဲ့အတွက်ကြောင့်သူများရဲ့ထက်တော့ကျွန်တော်စောပြီးတော့ပစ္စည်းရောက်တယ်။ပြီးရင်ဈေးနှုန်းကလည်းအသက်သာဆုံးဖြစ်အောင်ကျွန်တော်ဆောင်ရွက်နေပါတယ်။ပြီးတော့ကျွန်တော်ရောင်းပေးလိုက်တဲ့setတိုင်းကအာမခံ6လကြီးကျွန်တော်ပေးထားပါတယ်။ကျွန်တော်စီမှာဘယ် 3D printer ကိုပဲရွေးချယ်အာမခံ6လရရှိမှာပါ။ငွေ30ကြီးပိုင်းပေးပြီးတော့မှအာမခံလေးတစ်လတောင်မပေးဘူးဆိုတာကတော့တိတ်ပြီးရုပ်တိမရှိဘူး။အဲ့ဒီတော့ကြောင့်ကျွန်တော်စီမှာဆိုရင်အာမခံ6လတိတိရပါမယ်